ကောင်မလေးတယောက်ကသူမရဲ့ငှက်မျိုးနွယ်တစ်ခုလုံးကိုဆုံးရှုံးလိုက်ရတဲ့အခါအမ်ဘရိုဇာအဖြစ်မရောက်ခင်မှာသူမကငှက်မျိုးနွယ်စုခေါင်းဆောင်ရဲ့သမီးတော်ဖြစ်တဲ့လူမနာလေးဖြစ်ခဲ့တာပါ။ဒေါင်ဝမ်နဲ့အော်ဂရန်တို့နဲ့လည်းရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ပါတယ်။တနေ့မှာတော့သူမရဲ့ငှက်မျိုးနွယ်စုကဘေးရန်ရဲ့ဆိုကြီးနဲ့ကြုံတွေ့ခဲ့ရပါတယ်။လူမနာလေးကနောက်ဆုံးအချိန်ထိအကူအညီရောက်လာမယ့်အချိန်ကိုဆောင်ရင်းနဲ့သူမရဲ့မျိုးနွယ်စုကိုကာကွယ်ပေးနေခဲ့ပါတယ်။ဒါပေမဲ့လည်းဘယ်ကမှအကူအညီဆိုတာမျိုးရောက်မလာခဲ့ပါဘူး။သူမရဲ့မျှော်လင့်ချက်တွေပျက်စီးသွားပြီးတော့သူမနဲ့ငှက်မျိုးနွယ်စုတစ်ခုလုံးလည်းတည်ကြည်ပျက်စီးခဲ့ရပါတယ်။ဒီလိုနဲ့နှစ်20ကြာပြီးတဲ့နောက်မှာသေဆုံးခြင်းကနေပြန်လည်နိုးထလာတဲ့သူမကအမ်ဘရိုဇာအနေနဲ့ဖြစ်တည်လာပါတော့တယ်။အမုန်းတရားတွေနာကျင်ခံစားမှုတွေဆုံးရှုံးမှုတွေဒါတွေကြောင့်ပဲပြန်လည်နိုးထလာတဲ့သူမကအရင်တုန်းကပျော်ရွှင်တတ်တဲ့ကောင်မလေးအဖြစ်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါပြီ။ဘီလိန်စစ်စစ်ကြီးလို့ပြောလို့မရပါဘူး။သူမရဲ့ငှက်မျိုးနွယ်စုအတွက်အမ်ဘရိုဇာကသူမရဲ့မိတ်ဆွေဟောင်းတွေကိုဘယ်လိုပြန်ပြီးလက်စားချေမလဲဆိုတာကျွန်တော်တို့ online game ဝေါ်ကြီးတွေကစွန့်စားကန်းနေတဲ့မှာအတူတူဆက်ပြီးတော့ကြည့်လိုက်ရအောင်ဆိုတော့ဒီဇလန်တွေကအမ်ဘရိုဇာကိုကျွန်တော်တို့ online game ဂိမ်းထဲမှာဂျန်ဂလင်းဟီးရိုးတယောက်အနေနဲ့စော့ကစားလို့ရနေပြီပဲဖြစ်ပါတယ်ကဲကျွန်တော်ကတော့ဇန်ပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ရအောင်